ရှိရှိတုန်းကရာဇကြိုပြည်ကြီးမှာဗိမိတာယာမင်းကြီးနဲ့ဝေဒေဟီမိဖုရားကြီးတို့ဟာတာယာအေးချမ်းစွာစိုးစံခဲ့ကြပါတယ်။ဒီနေ့မှာတော့မိဖုရားကြီးမှာကိုဝင်ရှိလာပြီးမင်းကြီးရဲ့လက်ရုံးသွေးကိုတောက်ချင်တဲ့ထူးဆန်းတဲ့ချင်းချင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ပညာရှိတွေကတော့ဒါဟာဖခင်ကိုတတ်မဲ့တာမွေးဖွားလာမဲ့နမိတ်ပဲလို့ဟောခင်ထုတ်ခဲ့ကြတယ်။ဒါကြောင့်မွေးမလာခင်ကတည်းကရန်သူဖြစ်ခဲ့လို့သူ့ကိုအစာတသက်လို့အမည်မဲ့ခဲ့ကြပါတယ်။မင်းကြီးဟာနမိတ်ဆိုးတွေကိုသိပေမဲ့တားပေါ်ထားတဲ့မြစ်တာကြောင့်အသက်နဲ့ထပ်တူချစ်ခဲ့ရှာပါတယ်။တခါကတားလေးရဲ့လက်မမှာခုနာပေါက်တော့မင်းကြီးဟာတားတော်လေးနာကျင်မှဆိုလို့ကိုယ်တိုင်ဂရင်းနဲ့ငုံမေးခဲ့ရတဲ့အထိမြစ်တာကြီးမားခဲ့တာပါ။ဒါပေမဲ့အစာတသက်အရွယ်ရောက်လာတဲ့အခါမှာတော့လမ်းမပြတဲ့ဒီဝရက်နဲ့ပေါင်းမိပြီးအာနာကိုမှတ်မောခဲ့ပါတယ်။သူဟာသူ့ကိုအချစ်ဆုံးဖခင်ကြီးကိုနှောင်အိမ်သွင်းအစာဖြတ်ပြီးရရဆက်ဆက်တပ်ဖြတ်ခဲ့လေတော့တယ်။ဒါပေမဲ့ဝစ်ဆိုတာလဲတတ်ပါရဲ့ရှင်။မိမိမှာတားဦးလေးမွေးလာတဲ့နေ့ဖခင်တရားရဲ့မြတ်တာကိုစတင်နားလည်တဲ့အချိန်မှာပဲဖခင်ဖြစ်သူမင်းကြီးကံကုန်သွားပြီဆိုတဲ့သတင်းဆိုးကိုကြားလိုက်ရပါတယ်။အဲ့ဒီနေ့ကစပြီးအစာတသက်ဟာညဘက်တည်းအိမ်မပြောတော့ပဲနောင်တမီးတွေတောင်းတခဲ့ရတယ်။စိတ်မအေးချမ်းနိုင်တဲ့အစာတသက်ဟာနောက်ဆုံးမှာတော့ဆရာစီဝက်ကရဲ့လမ်းညွှန်မှုနဲ့မြတ်စွာဘုရားရှင်ထံရောက်ရှိခဲ့ပြီးတရားတော်တွေကိုနာကြားရင်စိတ်အေးချမ်းမှုကိုရှာဖွေခဲ့ပါတယ်။အစာတသက်ဟာသူ့ရဲ့အပြစ်တွေအတွက်နောင်တရပြီးသာသနာပြုလုပ်ငန်းတွေမှာတရက်တအားပါဝင်ခဲ့ပါတယ်။ဘုရားရှင်ပြိဋိဘံဆံပြီးနောက်ပထမတန်ခါရနာတင်နိုင်မှုအစွမ်းကုန်ပံ့ပိုးပေးခဲ့သူလည်းဖြစ်ပါတယ်။